မင်္ဂလာပါရှင်။ကျမတို့ရဲ့ Amazing Horror Story Channel ကနေပရိသတ်များကိုပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်။ဒီကနေ့မှာကတော့မြူကိုလင်ကရေးသားထားတဲ့ဘဝချားတန်ရောစင်ဆိုတဲ့ပရော့လောကဇလန်ကောင်းလေးကိုတင်ဆက်ပေးခြင်းပါတယ်။ဇလန်လေးမတင်ဆက်ခင်မှာကျမတို့ရဲ့ channel လေးကို like and subscribe လေးလုပ်ပြီးတော့ဘေးနားနူဒီခေါင်းလောင်းလေးကိုလည်းနှိပ်သွားပေးခဲ့ကြပါအောင်လို့တောင်းဆိုလိုက်ပါရစေရှင်။ခွာစားပြီးတော့ဇလန်လေးကိုနားဆင်ကြည့်လိုက်ကြရအောင်ပါ။လေဦးကာလရောက်ပြီဆိုလည်းရင်လေသမားများမှာလေယာလုပ်ငန်းခွင်ဝင်ရန်ပြင်ဆင်ကြပြီဖြစ်ပါတယ်။ရန်ပေရွာသားများမှလည်းမိုးလေမန်းတာနဲ့တက်ချိုးမှာစတင်ထွန်ရက်နေကြပြီဖြစ်ပါတယ်။ရွာနဲ့လေနီးတဲ့လေသမားများမှာတော့လေထွန်ချိန်ရွာမှသွားထွန်ပြီးတော့ထွန်ဖြုတ်ချိန်ရွာသို့ပြန်လာကအိုးမကွာအိမ်မကွာအိမ်မလေယာလုပ်ငန်းတွေကိုလုပ်ကင်နိုင်ပေမဲ့ရွာနဲ့လေဝေးသူများမှာတော့လိုအပ်သောအသုံးဆောင်ပစ္စည်းရိတ်ကာတို့ကိုယူဆောင်ပြီးတော့လေအနီးတဲထိုးကလေထဲဝင်ပြီးလေယာလုပ်ငန်းပြီးစီးချိန်ရောက်မှအိမ်ပြန်လာလေးရှိကြပါတယ်။ထွန်းသိမ်းမှလည်းရွာနဲ့လေကအတော်ဝေးတဲ့အရက်တွင်ရှိတာကြောင့်စနီးဖြစ်သူမက်ခင်ထားနဲ့လေတဲဝင်ရန်အတွက်အိမ်မှာစီစဉ်စရာရှိတာများကိုစီစဉ်ကြပါတယ်။အဓိကစီစဉ်ရတာကတော့တာဖြစ်သူရှစ်တန်းကျောင်းသားမောင်မောင်ကိုကျောင်းအပ်ပေးခြင်းကျောင်းနဲ့ပတ်သက်တဲ့အသုံးဆောင်များဝယ်ပေးနေရပါတယ်။သူတို့လင်မယားနှစ်ယောက်လဲတဲဝင်တဲ့ခါမှာတော့အိမ်တွင်တာဖြစ်သူနဲ့အတူခင်ထားရဲ့အမေဒေါ်စင်ပွင့်ကြံ့ရစ်ခဲ့ပါတယ်။ဒေါ်စင်ပွင့်မှာအသက်80အရွယ်ရှိပေမဲ့ကျန်းမာရေးကောင်းသူတစ်ယောက်ဖြစ်ပါတယ်။အခုအချိန်ထိထမင်းဟင်းချက်ပြုတ်နိုင်သေးတယ်မို့မောင်မောင်စားရေးတောက်ရေးအတွက်စိတ်ပူရမလို့ပဲ။အခုနေထိုင်သောအိမ်မှာဒေါ်ပွင့်စိန်ပိုင်ဆိုင်တဲ့အိမ်ဖြစ်ပြီးသားသမီးများသဘောတူညီချက်အရာဒေါ်ပွင့်စိန်ကိုကျင်းမွေးပြုစုသူမှာအိမ်ကိုအမွေစားအမေခံရမယ်လို့သဘောတူညီချက်ဖြင့်ခင်ထားကကျင်းမွေးပြုစုဆောင်ရှောက်ထားခြင်းဖြစ်ပါတယ်။မောင်မောင်မှာမိဘများလဲတဲဝင်သွားတော့လဲနေ့စဉ်ခွဲခွာနေကြမို့အထူးတလဲဝမ်းနည်းမှုမရှိပေ။အရွယ်ငယ်စဉ်ကမိဘများနဲ့ခွဲရတာကြောင့်အသေးအတန်ငိုကြွေးပူးတော့လဲနောက်ပိုင်းမှာအသက်အရွယ်နဲ့လည်းတဖြည်းဖြည်းကြီးလာတာမို့နေသားကြလာပါတယ်။ဒီလိုနဲ့ဒေါ်စင်ပွင့်ချက်ပြုတ်ကျင်းမွေးစားတော့ရင်မောင်မောင်ကြောင်းတက်လာတာလောက်ဝယ်ခံရှိလာပါတယ်။ဒီအပိုင်းအတွင်းမိုးအတော်တဲတယ်လို့ပြောရမယ်။မိုးက3-4ရက်မနာတဲ့နေရောညရောအညိုတက်ကြီးဆက်တိုက်ရွာသွန်းနေပါတယ်။အိမ်အောက်ရောက်မှာဒေါ်ပွင့်စိန်တယောက်အိယာထဲမှာစောင့်ကြုံပြီးကွင်းနေရင်သူ့ကိုယ်ကတက်ဆက်ဆက်တုံရင်နေပါတယ်။ဒေါ်စိန်ပွင့်တယောက်ညကလေးကချမ်းစိတ်စိတ်ဖြစ်နေတာမို့အကိုပွင့်စေးလေးတောက်ထားပြီးကွင်းနေတာဖြစ်ပါတယ်။မောင်မောင်ကတော့အပေါ်ထက်သူ့အခန်းထဲမှာကြောင်ကလေးမဲလုံးနဲ့စော့နေပါတယ်။မဲလုံးဆိုတဲ့ကြောင်ကလေးဟာမောင်မောင်ရဲ့အချစ်တော်ကြောင်လေးဖြစ်ပါတယ်။မဲလုံးကဝါဖီထွားကြိုင်ပြီးတကူလုံးမဲနဲ့နေတဲ့ကြောင်ကြီးတစ်ကောင်ဖြစ်ပါတယ်။ကုန်ဒီခက်တွေတန်းထည့်ကျော်ကဘဲကမှန်းမသိကြောင်ပေါလေးတစ်ကောင်အိမ်ကိုရောက်လာတော့လူကြီးတွေကကြောင်နဲ့လင်းမို့နှင်ထုတ်ဖို့လုပ်ကြပေမဲ့မောင်မောင်ကကြောင်ကလေးကိုပွေပြီးလုံးဝမောင်းထုတ်မခံတာကြောင့်လူကြီးတွေလက်လျှော့ထားရပါတယ်။မဲလုံးကလည်းကြောင်ပါသူ့ကိုအိမ်မှာတခြားသူတွေမကြည့်ဖြူမှန်းသိတော့မောင်မောင်နားကလွဲပြီးဘသူနားမှမကပ်ဘူးညစ်နဲ့တော့မောင်မောင်အိပ်ပျော်သွားချိန်မဲလုံးဟာမောင်မောင်ဘေးခွေးအိပ်နေပါတယ်ခွေးအိပ်နေတဲ့မဲလုံးကောင်းကိုစက်ကနေထောင်လိုက်တယ်တခုခုကြားလိုက်ဟန်နားဆွင့်ရင်အောက်ထက်ကိုမဲလုံးဆင်းလာပါတော့တယ်အောက်ထက်မှာတော့ဒေါ်ပွင့်စိန်တရားညီးသွားပြီးအဖျားတက်နေတာကရုတ်တရက်ညီးသွားတဲ့ရက်သွားလေတယ်ဝုန်းကနေမိုးနဲ့အတူပါလာတဲ့လေရဲ့တိုက်ခတ်မှုကြောင့်ဒေါ်ပွင့်စိန်ခေါင်းရင်းကစိတ်ယုံသားစိတ်ထားတဲ့ပရင်းပေါက်ကဝုန်းဆိုပြီးတော့ပွင့်ထွက်သွားတယ်။အပေါ်ထက်ကဆင်းလာတဲ့မဲလုံးဟာဒေါ်ပွင့်စိန်အနီးရောက်ရှိလာခဲ့တယ်။လေရလေတဝဝတကြိမ်ကြိမ်တကလိမ့်ကလေးနဲ့တိုက်နေတယ်။ကြောက်လေးရလေတညောင်ညောင်နဲ့អော်နေတယ်။မိုးတက်လေပြင်းနဲ့အတူလျှက်စီးတက်ချက်မိုးချင်းတန်ကကြောက်ကမန်းလေးလီထွက်ပေါ်လာပါတယ်။လျှက်စီးတက်ချက်အလက်မှာကြောက်မဲ့ဖွေရရုပ်တင်တကူပရင်းပေါက်အပြင်ဘက်မှာရန်နေတာမဲလုံးတွေ့လိုက်ရတာကြောင့်အမွေများထောင်ထားပြီးအတန်ကျဲတစ်ချက်ပြုတ်လိုက်ပါတော့တယ်။ကျောင်းမဖွေရရုပ်တင်မကောင်းစိုးရတဲ့မျက်လုံးနဲ့ကြောင်မဲလုံးမျက်နှာချင်းစုံမိချိန်မှာတော့မဲလုံးရဲ့မျက်လုံးတွေဟာအနီရောင်အဖြစ်ပြောင်းလဲသွားပါတော့တယ်။မဲလုံးဟာငြိမ်သက်စွာရှိနေတဲ့ဒေါ်ပွင့်စိန်ကိုပေါ်လွှာကနေခုန်တက်လိုက်ပြီးရှင်ဘက်ပေါ်ရက်ကမျက်နှာလေးတေချာစိုက်ကြည့်လျက်ရှိနေပါတော့တယ်။ဒေါ်ပွင့်စိန်ဟာလူကြီးယောဂကြောင့်အသက်ပြောင်းနေပြီဖြစ်ပါတယ်။
နှလုံးဖွင့်ပါးစပ်ဟနေတဲ့အနေအထားနဲ့အသက်ပြောင်းနေခြင်းမျိုးပါအသက်ပြောင်းနေတဲ့ဒေါ်ပွင့်စိန်မျက်လုံးတွေဟာလည်းမဲလုံးရဲ့အနီရောင်မျက်လုံးတွေနဲ့စုံမိတဲ့ခဏမှာတော့ရုတ်တရက်မျက်တောင်တက်ဖြတ်ဖြတ်ခတ်လာပြီးခဏကြာမှာတော့ကိုခန္ဓာကပါလှုပ်ရှားလာတာကြောင့်မဲလုံးမှာဒေါ်ပွင့်စိန်ကိုပေါ်မှာတက်ဖက်သူခုန်ဆင်းလိုက်ပါတော့တယ်ညောင်းဆိုပြီးတော့လည်းတစ်ချက်អော်သွားသေးတယ်ရုတ်တရက်ဆိုတဲ့လို့ဒေါ်ပွင့်စိန်ဟာငေါက်ခနဲ့ထားထိုင်လိုက်တာကြောင့်ကြောင်လန်တကြောင်အော်ဟစ်ရင်အပေါ်ထက်ကိုတက်ပြေးသွားပြီးမောင်မောင်အိယာနေရအနီးတိုးကပ်ပြီးခွေအိတ်နေပါတော့တယ်ဒေါ်ပွင့်စိန်ဟာအိယာပေါ်ကထားပြီးမတ်တက်ထားရလိုက်ပါတော့တယ်အန်ဟောစရာကအသက်60နောက်ပိုင်းကုန်းနေတဲ့ခါကတက်ဖြည်းဖြည်းမြည်ရင်ဆန့်သွားခြင်းဖြစ်ပါတယ်ဒေါ်ပွင့်စိန်ဟာအိမ်တကားရှိရာလူငယ်တယောက်ရဲ့ခြေလမ်းမျိုးနဲ့ပေါ်ပါတက်လက်စာလျှောက်သွားရင်အိမ်တကားကိုတွန်းဖင်လိုက်ပါတယ်တကားဖွင့်ချိန်မှာလင်းနဲ့အတူမိုးတီမိုးပေါက်တွေကလည်းအိမ်ထဲကိုဝင်လာပါတော့တယ်ဒေါ်ပွင့်စိန်အိမ်ရောက်ဆင်းပြီးအိမ်နောက်ဖွေးကြက်ချန်စီတို့ဦးတီသွားနေပါတယ်ကြက်ချန်အတွင်းမှာမိုးကြောင်ကုန်းနေကြတဲ့ကြက်များထဲမှာကြက်တကောင်ကိုဆွဲဖမ်းလိုက်ပါတော့တယ်လေပင်မှကင်ပြီးဆွဲဖမ်းလိုက်တာကြောင့်ကြက်ဟာဒေါ်ပွင့်စိန်လက်အတွင်းတော်မှန်တစ်ဖြက်ဖြက်ခတ်ပြီးရုန်းကန်နေပါတယ်ဒေါ်ပွင့်စိန်ဟာနောက်လက်တစ်ဖက်နဲ့ကြက်ချေတော့ကိုကင်ပြီးကြက်ဆက်ကိုလင်းချိုးပြီးတော့ကြက်လေပင်ကိုကိုက်ခါကြက်သေးတွေကိုအငမ်းမရတောက်နေပါတော့တယ်သွေးကုန်သွားတဲ့အခါမှာကြက်ကိုပြစ်ချလိုက်ပြီးနောက်ထပ်ကြက်3-4ကောင်ခန့်သွေးတွေကိုစုပ်ပြီးမှအားရသွားဟန်ဖြင့်အိမ်မော်ကိုပြန်တက်ရင်ရေဆိုဝစ်ဖြင့်အိမ်ပေါ်လျှောက်သွားလေရဲ့အပေါ်တက်သူတက်လာခဲ့ပါတော့တယ်မောင်မောင်အခန်းတွင်သို့ဒေါ်ပွင့်စိန်ဝင်လာရင်မောင်မောင်ကိုစူးစူးဆိုင်ဆိုင်ဝါမတက်စားမတက်စိုက်ကြည့်နေပါတော့တယ်ကြောင်ကလည်းအဲ့ဒီခါမှာမန်ဖီနေတဲ့အတန်ထွက်နေတယ်မောင်မောင်ဘေးတွင်အိတ်နေတဲ့ဘဲလုံးမှာဒေါ်ပွင့်စိန်ကိုမြင်လိုက်တဲ့အခါမန်ဖီအော်ဟင့်ပြေးလွှားရင်အခန်းထောက်သူပြေးလွှားခဲ့ပါတယ်ဟာမဲလုံးကတော့ကွာအိတ်ကောင်းနေတယ်ဆိုမှအော်တန်နဲ့အတူမောင်မောင်ကိုတွန်းတိုက်ပြေးထွက်သွားတဲ့မဲလုံးကြောင့်အိတ်ဆက်တဲ့မောင်မောင်တယောက်လှန်နိုးသွားပြီးအဲ့ရဘေးခုံမှာမီးချစ်ကိုဆန်းပြီးဖျောင်းနိုင်မီးထိုးညှိလိုက်ပါတယ်ဟင်ဖွားဖွားဘာဖြစ်တာလဲဒီကိုလုံးလဲရေတွေရွှဲလို့ပါလားဖျောင်းနိုင်မီးအောက်မှာဒီကိုလုံးရေတွေရွှဲဆူလေးရဲ့ကြောင်စီစီမျက်လုံးတွေနဲ့ရက်နေတဲ့အဖွားဖြစ်သူကိုတွေ့လဲရတာကြောင့်မောင်မောင်စိုးရိမ်မိသွားတယ်လာဖွားဖွားအောက်ကိုသွားကြရအောင်နော်လာလာမောင်မောင်မစီမီးတိုင်ကိုလက်တစ်ဖက်မှာကန်ရိပ်အဖွားဖြစ်သူရဲ့လက်ကိုသူ့လက်တစ်ဖက်ဖြင့်ဆွဲ၍အောက်ထက်သို့ခေါ်ဆောင်သွားပါတယ်ရော့အဝေးချောက်တွေလဲလဲနော်ဖွား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 နေမကောင်းဖြစ်နေအောင်မယ်ဒေါ်ပွင့်စိန်မှာမောင်မောင်ကိုတောင်တောင်လျက်မောင်မောင်စကားကိုညင်းဆန်ခြင်းမရှိပဲအဝေးလဲနေချိန်မောင်မောင်ကကြောက်ခိုင်းနေပြီး၍အဝေးစားလဲပြီးရောခါတပတ်တစ်ထည်ပြေခေါင်းပေါ်မှာရှင်များကိုတုပ်ပေးနေပါတော့တယ်အဖွားဖြစ်သူကောင်းမှရှင်များချအောင်တုပ်ပေးတဲ့အခါမှာတော့အဖွားဖြစ်သူကိုအိပ်ရတဲ့လဲစီရန်စောင့်ချုံပေးပြီးအဖွားဖြစ်သူမျက်လုံးမှိတ်တော့မှမောင်မောင်အပေါ်တက်တက်ခဲ့ပါတော့တယ်မောင်မောင်ဟာလိမ္မာရေးချရှိပြီးစားတော်တဲ့ကလေးတစ်ယောက်ဖြစ်ပါတယ်သူ့ရဲ့အတွေးခေါ်အပြုတ်မြူတွေကတခါတလေလူကြီးတစ်ယောက်အလားရှိနေတတ်သူဖြစ်ပါတယ်နောက်တစ်နေ့မနက်မှာတော့ဆွေရွာနေတဲ့မိုးကအနှဲငယ်ဆဲသွားပြီးဖြစ်ပါတယ်မောင်မောင်မှာစနေနေ့ကျောင်းပိတ်ရမှုနောက်ကြမှအိယာထလာပါတယ်အောက်ထက်ဆင်းလာပြီးမျက်နှာတစ်သွားတဲ့ချိန်မိဖို့ခွဲအတွင်းဝင်လာကအဖွားဖြစ်သူကိုမတွေ့ရတာကြောင့်စိတ်ပူသွားမိပါတယ်အဖွားဖြစ်သူမှာခါတိုင်းဆိုလျင်မနေ့အစောကြီးကလေးကမိဖို့ကြောင့်အတွင်းချက်ပြုတ်ပြင်ဆင်နေတတ်တော်လေစနေ့မှာတော့အဖွားဖြစ်သူကိုမတွေ့ရပြီမောင်မောင်အဖွားဖြစ်သူအခန်းသို့သွားကြည့်ရာအိယာပေါ်ခွေလဲနေတဲ့အဖွားဖြစ်သူကိုတွေ့လိုက်ရပါတယ်အဖွားကနေမကောင်းဘူးလားတာဆေးစရာတော့ခေါ်လိုက်ရမလားမခေါ်နဲ့ရတယ်တတ်တာပါတယ်အဖွားဖြစ်သူကတစ်ဖက်ကိုကြော်တစောင်းလဲပြီးအကွဲနေတဲ့လေးတန်နဲ့ပြန်ဖြေလာခဲ့ပါတယ်တာအဖွားစားဖို့စံပြုတ်လေးတောက်ပြုတ်ပေးမယ်နော်ခဏဆောင်နော်အဖွားဖြစ်သူကမောင်မောင်အပြောကိုနောက်ထပ်ဘာမှတုံ့ပြန်မလာခဲ့ပါဘူးမောင်မောင်လည်းအခန်းထဲမှထွက်လာပြီးစကွဲများယူပြီးသူ့ကြက်များကိုကျက်စွာကျွေးရင်အတန်ပြုတ်လိုက်ပါတယ်ဟင်ကြက်3-4ကောင်ပြောင်းနေပါလားသူကျွေးသောအစာလာစားတဲ့ကြက်များမှာကြက်ကောင်ကြီး3-4ကောင်ပြောင်းနေတာကြောင့်အတန်ပြုတ်អော်ရင်အိမ်ပတ်လဲကိုလိုက်ရှာနေရတည်ဆုံးနေတဲ့ကြက်3ကောင်ကိုကြက်ချမ်းဘေးပတ်လင်းမှာတွေ့လိုက်ရတာကြောင့်နှမျောစိတ်ဝင်သွားပါတယ်ဒီကြက်လေးတွေကမောင်မောင်ဝေးထားတာဖြစ်ပြီးတော့ကြက်များကြီးလာပါကရောင်းချပြီးသူ့ចောင်းစာအုပ်ပစိုးအင်းကြီးများဝယ်ဝေးလေးရှိတာကြက်3ကောင်တည်ဆုံးနေတာကမောင်မောင်စိတ်ကိုဝမ်းနဲ့ထိခိုက်စေခဲ့ပါတယ်မောင်မောင်လည်းကြက်တင်များကိုကောက်ယူက
ကိုလုံးနဲ့လဲပင်ဆက်ကြားတွင်ဒဏ်ရာများတွေ့ရတာကြောင့်စဉ်းစားရခက်သွားမိတယ်။ကြက်မွေးများမှာရေဆို၍ကတ်နေတာကြောင့်ညကလေးကတေဆုံးနေတာဖြစ်မှန်းသိလိုက်ရပါတယ်။ကြက်တင်များကိုခက်ဝေးဝေးစွန့်ပစ်လိုက်ပြီးအိမ်ပေါ်တက်ကအဖွားဖြစ်သူရဲ့အတွက်စံပြုတ်ပြီးကြက်တဲ့အခါမှာတော့ပကံလုံးထဲမှာထည့်၍အဖွားဖြစ်သူတန်းယူသွားပါတယ်။အဖွားစံပြုတ်တောက်လိုက်နော်။ငါမတောက်ချင်သေးဘူး။ဟုတ်ကဲ့ပါအဖွားတောက်ချင်တဲ့ချိန်တောက်နော်။ဒါနဲ့အဖွားရေကြက်3-4ကောင်ဘာကောင်ကြိုက်သွားလဲမသိဘူးတင်နေကြတယ်ဗျ။အရန်နှမျောတာပဲဗျာ။ဒီရေရောက်ဖို့မွေးရတာမလွယ်ဘူး။တာမအမိုးဘိုးတွေလိုအပ်တာတွေကြက်ရောင်းပြီးဝယ်ရတာတာအရန်နှမျောတယ်အဖွားရဲ့။မောင်မောင်စကားကြောင့်တစ်ဖက်သို့စောင်းလဲနေတဲ့ဒေါ်ပွေစိန်ကိုကစက်ခနဲ့တစ်ချက်တုံသားတာကိုဝမ်းနေစိတ်နဲ့ပြောနေတဲ့မောင်မောင်ကမရေမိဘူး။မောင်မောင်မှာကြောင်းပိတ်ရမလို့တငယ်ချင်းများနဲ့ပေါ်လုံးကန်ချိန်ထားရအဖွားဖြစ်သူကိုခွင့်တောင်းပြီးထွက်လာခဲ့ပါတယ်။မောင်မောင်ပြန်ရောက်ချိန်ဒေါ်ပွေစိန်တရားမိဖို့ကန်အတွင်ချက်ပြုတ်ရန်ပြင်ဆင်နေပါတယ်။အဖွားဖြစ်သူကျမ်းမာနေကြောင်းတွေ့ရတာကြောင့်မောင်မောင်ပြောသွားမိတယ်။ဒေါ်ပွေစိန်တရားထမင်းဟင်းများချက်ပြုတ်တော်လေသူကိုယ်တိုင်ကထမင်းကိုဟုတ်တီပတ်တီမစားပင်ထို့ညလူချိန်တက်ချိန်မှာတော့ဒေါ်ပွေစိန်တရားအိမ်ထဲမှာထည့်၍ရွာတဲ့အိမ်တအိမ်မှာကြက်များကိုတက်ပြက်သွေးဆုံ၍အိမ်တို့ပြန်လာကအိယာပေါ်ပြန်တက်ပြီးတော့အိမ်နေပါတော့တယ်။တပတ်ဆိုတော့အချိန်ရက်တွင်မောင်မောင်မှာသူ့အဖွားဒေါ်စိန်ပွေပြောင်းလဲနေတဲ့အခြေအနေကိုလုံးဝမရိပ်မိပင်ဒေါ်ပွေစိန်မှာဟင်းချက်စရာဝယ်ယူရန်မောင်မောင်ကိုခံပြီးချက်ပြုတ်ပေးတော့လေသူကိုယ်တိုင်ကသူ့ကနေစိတ်ကနေမျှတာစားကအိယာပေါ်တွင်အချိန်ပြည့်ခွေလဲနေပါတယ်။နေကင်းပိုင်းလူမမအသွင်ရှိနေပေမဲ့ညရောက်ချိန်တက်လက်ဖြက်လက်စွာဖြင့်ရွာရဲဝင်ပြီးကြက်ငှက်များသွေးကိုတောက်လေးရှိပါတယ်။မောင်မောင်မေးထားတဲ့ကြက်တွေကိုတော့ဘာမှမလုပ်တော့ပါဘူး။ဒီလိုနဲ့စနေတနင်္ဂနွေကြောင်းပေးရဲ့ရောက်ရှိလာပြန်နေ။မောင်မောင်ဟာအပတ်စဉ်တငယ်ချင်းများနဲ့ဘောလုံးချင်းကန်လေးရှိပါတယ်။အခုတပတ်ကြောင်းပေးရဲ့ရွာဘောလုံးကွင်းမှာသူတို့ရှစ်တန်းကျောင်းသားနဲ့ကိုရန်ကျောင်းသားပွဲချင်းပြီးတော့အကျင့်ရည်နဲ့ကန်နေကြပါတယ်။မောင်မောင်တို့ရှစ်တန်းကျောင်းသားတွေကအပတ်စဉ်ဘောလုံးကန်နေကြဖြစ်တဲ့အပြင်တယောက်နဲ့တယောက်နားလည်မှုရှိတာကြောင့်သူတို့ထက်လူကောင်ပိုကြီးနေတဲ့ကိုရန်ကျောင်းသားတွေကိုပထမပိုင်းမှာတင်နှစ်ကိုသွင်းလိုက်ကြပါတော့တယ်။ကိုရန်ကျောင်းသားတွေကတော့သူတို့ထက်အငယ်ရီစီမှာချုံရတာမို့ရှုံးမဲပြီးလူချကစားနေကြပါတော့တယ်။ခဏခဏလူချကစားကြရမှာတဆင့်ပွဲမပြီးခင်မှာပဲဘောလုံးပွဲကရန်ပွဲအသွင်ပြောင်းသွားပါတော့တယ်။လူကြီးတွေရောက်ရှိလာပြန်ပြေးမှာပဲရန်ပွဲကပြီးသွားပါတော့တယ်။မောင်မောင်တယောက်မျက်နှာတစ်ခုလုံးရောင်ကိုင်းပြီးအိမ်ပြန်လာခဲ့ပါတယ်။သူနဲ့ထိုးကျိတ်သူမှသူ့ထက်လူကောင်ကြီးပြီးဗလကြီးတာမို့မောင်မောင်တယောက်ဖိထိုးခံလာရခြင်းဖြစ်ပါတယ်။ဒီကလုံးရှုပ်ပတ်တင်နေမလို့ရေမိုးချိုးအိမ်ပေါ်တက်လာချိန်မှာတော့ခါးကိုတက်ထောက်ပြီးတော့မျက်ထောင်နေကြီးတွေနဲ့သူ့ကိုကြည့်နေတဲ့အဖွားဖြစ်သူဒေါ်ပွင့်စိန်ကိုတွေ့လိုက်ရပါတယ်။နင်းမျက်နှာကဒဏ်ရာတွေဘလို့ဖြစ်တာလဲ။ဘယ်ကောင်လှုပ်လိုက်တာလဲပြော့စမ်းအဖွားဖြစ်သူရဲ့မာကြောခက်ထန်ပြီးဒေါသကြီးနေတဲ့အမူအရာကိုကြည့်ပြီးမောင်မောင်တုန်တက်သွားပါတယ်။သူ့အဖွားဟာအရင်ကစကားကိုအေးအေးဆေးဆေးပြောတတ်ပြီးတော့ဒေါသထက်ရန်လိုတာသူမတွေ့ဘူးတာကြောင့်လည်းဖြစ်ပါတယ်။နိုင်နင်းလှုပ်လိုက်တာပါဖွာဘောလုံးကန်ရင်သူတို့ကအရင်စလှုပ်တာပါ။သူတို့အိမ်ကဘယ်နားမှလဲပြော့စမ်းရွာလေကဆက်ဆက်ပိုင်ရှင်သားပါအဖွာငါအမြေးကိုလာထိတဲ့ကောင်နဲ့ငါအကြောင်းသိရမယ်။အဖွားပြသူရှေ့မှာမောင်မောင်တယောက်အသားကလေးလစ်ထွက်ခဲ့ပေမဲ့ဒေါ်ပွင့်စိန်မကြေမချမ်းရေရွတ်တန်တွေမောင်မောင်ကြားနေရပါတယ်။ညကပိမ့်ပိမ့်မောင်နေပြီးဘိုးကတဆိတ်ဆိတ်ရွာသွန်းနေပါတယ်။ညနေလာချိန်မှာတော့ရံပဲရွာလေးဟာညအမောင်တို့အောက်မှာအိမ်မောကျနေပါတယ်။ခါတိုင်းမိုးမရွာချိန်မှာရွာတဲ့လှက်ပက်ဟောင်းနေတဲ့ခွေးတွေဟာခုချိန်မှာတော့မိုးလို့ရအိမ်ရောက်တနေရာမှာကွေးပြီးတော့အိမ်နေလျက်ရှိကြပါတော့တယ်။ညတကောင်အချိန်နိုင်လင်းတယောက်လန်ထိုးလာပါတယ်။ဝမ်းပိုက်ကတရရကြိုက်ပြီးအိမ်သာသွားချင်တာကြောင့်နိုးလာခြင်းဖြစ်ပါတယ်။ဒါကြောင့်မလို့လက်နဲ့တံမီးလေးကိုတစ်ဖက်လက်ကကိုင်းခမောင်လေးကိုစောင်းပြီးနောက်ဖွေးအိမ်သာရှိရာသို့မိုးရီတဲ့ခက်တွက်တွက်ပြေးပြီးကိစ္စရှင်းပြီးချိန်မှာအိမ်သားမထွက်ကအိမ်ဘက်သို့ပြန်လာဖို့လုပ်နေပါတယ်။ဟင်အောင်မလေးဗျလက်နဲ့တံမီးကိုဟိုဒီထိုးကြည့်မိတဲ့နိုင်လင်းတယောက်မိုးထဲမှာရှင်းနေတဲ့ရေဆိုးသမင်းတွေမျက်နှာဖုံးနေတဲ့အဖွားကြီးတယောက်ကိုတွေ့လိုက်ရတာကြောင့်ရုတ်တရက်အလန့်တကြားအော်လိုက်မိပါတယ်။နိုင်လင်းဆိုတာနင်းလားနောက်တခါနင်းမောင်မောက်အသားကိုထိရဲထိကြည့်နင်းကိုအယိုးတခြားအသားတခြားစီလှုပ်ပလိုက်မယ်။ကြလားငါပြောတာထို့အဖွားကြီးမှာကြောင်းနှံ့ပြီးကြက်သေးသေးနေတဲ့နိုင်လင်းအနားရောက်လာကအန်ကျိတ်ပြီး
မာကျော်ခတ်ထန်နေတဲ့လေတံနဲ့ပြောနေတာကြောင့်နိုင်ရင်းတယောက်ဦးအသေးများပြောင်းပြန်လဲနေတယ်လို့ခံစားလိုက်မိပါတယ်။ဟဲ့နိုင်လင်းဒါကမိုးရီထဲမှာဘာရဲလုံနေတာလဲ။မဲအဖွားကြီးမှာနိုင်လင်းကိုကြုံသွားပြီးဘယ်အချိန်ကတည်းကထွက်သွားမှမသိနိုင်လင်းတယောက်ကြောက်လန့်ကငိုးတုတ်ကြီးတတိလနေသူလို့တောင်းတောင်ကြီးလက်နဲ့တံပြီးကင်ပြီးရက်နေတာကိုတရေနိုးတပေါ့တပါအတွက်အောက်ဆင်းလာသူအမေနဲ့သွားတွေ့ပြီးတော့ပကုံးကင်လို့ကမေးလိုက်ချိန်မှာငိုတန်းထွက်ပေါ်လာပါတော့တယ်။နိုင်လင်းမှာသူကြုံနေရတဲ့အဖွားဦးတယောက်သူ့ကိုပြောတဲ့စကားများကိုမိဘများကိုပြန်ပြောပြတော့လေမိဘများမှာနိုင်လင်းစကားကိုယုံကြည်ခြင်းမရှိပေ။တားဖြစ်သူနိုင်လင်းမှာသူ့တဲ့အသက်ငယ်များကိုမကြာခဏအနိုင်ကျင့်တတ်တာကြောင့်ကြောင်လန့်စိတ်များကိန်းအောင်နေပြီးသူ့ကိုတတိလာပေးတဲ့စိတ်အသွင်ထင်မြင်ခြင်းဟာသာလို့အလွယ်တကူယူဆကြပါတယ်။နိုင်လင်းတယောက်သူကြုံရတဲ့ဖြစ်ပျက်ကြောင့်လန့်ပြားဖျားပြီးတဲ့နောက်မောင်မောင်နဲ့လမ်းတွင်စုံမကမျက်လုံးချင်းမဆိုင်ဝင်ပဲဝေးဝေးကရှောင်သွားတတ်ပါတယ်။ဒေါ်စင်ပွေဟာမောင်မောင်အပေါ်တစတန်ရောစင်တွေ့လာဟန်ရှိပါတယ်။မောင်မောင်စားရေးတောက်ရေးအိမ်တန်ရှင်းရေးတွေကိုလေးဟာမှုမရှိတဲ့အပြင်မောင်မောင်နဲ့ပါစကားဆက်ပြီးပြောဆိုလာပါတယ်။လိမ္မာရေးရှားရှိပြီးတိတက်တဲ့မောင်မောင်ကြောက်ဆိုရင်လေမမလောက်ပါဘူး။မောင်မောင်ဟာဟိုးတစ်ချိန်ကလေးကဒေါ်စင်ပွင့်ကိုညစဉ်နေနေကြမလို့နေပေးပါတယ်။ဒါပေမဲ့ဒေါ်စင်ပွင့်ကိုနေပြီးချိန်တိုင်းသူ့တကူလုံးဟာအင်အားကုန်ခန်းသွားလို့ဖြစ်သွားတယ်။ဒီလိုမျိုးဖြစ်တာကဒေါ်စင်ပွင့်ကိုနေပြီးချိန်တိုင်းအလိုဖြစ်လာတာမျိုးပါ။နောက်ပိုင်းဒေါ်စင်ပွင့်ဟာမောင်မောင်ကိုနားလေရခက်တဲ့အကျင့်မျိုးနဲ့အတန်ကြာကြည့်နေပြီးနေခိုင်းတာမျိုးမလုပ်ခိုင်းတော့ပါဘူး။မောင်မောင်အတွက်ကတော့ဒေါ်ပွင့်စိန်ပြောင်းလဲမှုကိုအားလုံးမသိပေမဲ့သိတာတဲ့အချက်တချို့ကတော့ဂရုပြုမိပါတယ်။အဲ့ဒါကဒေါ်ပွင့်စိန်ဟာအရင်ကဖျားခန့်မှာပရိစိတ်တရားထိုင်လုပ်လေးရှိပြီးဖျားเจ้าကိုလည်းတန့်ပြတ်အောင်တန့်ရှင်းကမနေ့စွန်ညရီချမ်းစိတ်မီးမပြတ်အောင်ကတ်သူဖြစ်ပါတယ်။မောင်မောင်ကိုလည်းသူနဲ့အတူဖျားရှိခိုးဖို့မကြာခဏခေါ်တတ်ပါတယ်။ဒေါ်ပွင့်စိန်ကအဲ့ဒီလိုမျိုးလှုပ်ဖို့ဝေးလို့ဖျားเจ้าဘက်ရှေ့ဦးတော်မလဲတော့ပါဘူး။တခါတလေမောင်မောင်တယောက်စိတ်လိုလဲရဖျားရှိခိုးနေချိန်မှာဖျားစာကိုအတန်ကြဲကြဲရွမိရင်အခန်းထဲကနေနားကြီးလို့အတန်ကြဲကြီးဖျားစာမရွတ်ဖို့ဒေါသတကြီးလှမ်းអော်တတ်ပါတယ်။မောင်မောင်အတွက်နောက်ထပ်ထူးခြားတိုက်ဆိုင်မှုကတော့ဒေါ်ပွင့်စိန်နေကောင်းပြီးနောက်ပိုင်းသူ့ရဲ့ကြောင်လေးမဲလုံးကိုနောက်ထပ်မတွေ့တော့ဘဲဖြစ်ပါတယ်။သူ့အဖွားပြောင်းလဲမှုကိုမောင်မောင်အနေနဲ့ခဏတစ်ဖြုတ်သာတွေ့ပြီးတော့ကလေးပြီးမကြခင်မေ့ရောသွားပါတယ်။ညနေခင်းကြောင်လို့၍မောင်မောင်ကျောင်းမှာအိမ်တို့တငယ်ချင်းများနဲ့ပြန်လာခဲ့ပါတယ်။တခြားသူများမှာအိမ်ရရွာထဲမှာပဲရှိတာမို့အသေးသေးကြံနေရိတ်ခဲ့ပါတယ်။မောင်မောင်တို့နေတဲ့အိမ်ဟာရွာအနောက်ပိုင်းဘက်အရံမှာတည်ရှိနေပြီးရွာနဲ့နည်းနည်းလှမ်းပါတယ်။အဲ့ဒီအချိန်မှာတဝောင်းဝောင်းနဲ့ဟင်အာမေရဲ့ဟက်ခွေတကင်နဲ့ခလေးအတော်လေးနာသွားတဲ့ပုံပဲစိတ်ကအမြန်ပို့ဖို့လုပ်ချမောင်မောင်တယောက်အိမ်တို့ပြန်လာရာလမ်းတွင်ချက်ဝင်းတစ်ခုအတွင်မှကြိုက်တက်၍ကြိုးချီထားတဲ့ခွေးစိုးကြီးတကောင်စူးဝါးစွာထိုးဟောင်တန်းတဲ့အတူရုတ်တရက်ပြေးဝင်လာပြီးမောင်မောင်ကိုခုတ်အုပ်လိုက်ပါတော့တယ်။ကြောက်လန့်ရရက်နေတဲ့မောင်မောင်ဟာရုတ်တရက်လဲကျသွားတာကြောင့်ခွေးကြီးဟာမောင်မောင်ကိုဖိကိုက်နေပါတော့တယ်။မောင်မောင်တယောက်နာကျင်စွာအော်ဟစ်တန်ကြောင့်ဘေးအိမ်မှာလူများရောက်ရှိလာပြီးခွေးစိုးကြီးကိုရိုက်ပုတ်လိုက်တော့မှခွေးစိုးကြီးပြေးထွက်သွားပါတော့တယ်။မောင်မောင်ကတော့ခွေးကိုက်တန်ရည်နဲ့သွေးရိုင်နဲ့နာကျင်စွာညီးညူတန်တက်တာပြုတ်နိုင်ရှာပါတော့တယ်။ပတ်တီးအဖွေးသားနဲ့လူတယောက်ခြေပိုးပြီးတော့မောင်မောင်ကိုအိမ်လာပို့ချိန်ဒေါ်ပွင့်စိန်မျက်နှာအထူးတက်လဲတင်းမာသွားပါတယ်။ငါအမြဲကိုဘသူလောက်တာလဲပြောစမ်းဒီလိုပါအဖွာစောမောင်တို့အိမ်ကခွေးကအဖွာမြေးလေးကိုကိုက်လာလို့ကျွန်တော်ကလာပို့တာပါဗျ။ဘာဒေါ်ပွင့်စိန်အော်တန်ကြောင့်မောင်မောင်ကိုလိုက်ဖို့သူရွာသွားပြီးတုံတက်သွားခဲ့မိပါတယ်။သူတို့ခွေးကိုက်တာသူတို့ကဘာလို့လာမတောင်းမှန်တာလဲဘာသဘောလဲမျက်ထောင်နေချင်းနီးလည်းရဲ့စားမတန်ဝါမတန်အန်ကျိတ်ကျုံသွားနေတဲ့ဒေါ်ပွင့်စိန်ဒေါသကိုမြင်ရတဲ့အခါမှာတော့လိုက်ဖို့သူမှကြကြမနေရဲတော့ပဲအမြန်တင်လာခဲ့ပါတယ်။ပတ်တီအဖွေးသားနဲ့အိယာပေါ်ပလက်ကလေးအနာရှင်စေးချိန်နဲ့မောင်မောင်ကိုကြည့်ပြီးဒေါ်ပွင့်စိန်မျက်ဝန်းများကနူးညံ့ညင်သာစွာရှိနေရကရုပ်ချင်းတင်းမာခတ်ထန်သွားပါတယ်။စောမောင်ကရွာမှာမိုက်တီမိုက်ကန်မှုသူနဲ့ဖက်ပြီးဘယ်သူမှမပြောချင်ကြဘူး။ဒါကိုပဲစောမောင်ကသူ့ကိုရွာသားများကြောက်နေတာလို့အထင်ရောက်နေတတ်သူပါ။ညနေတိုင်းအရက်မိုးလာပြီဆိုရင်ဘသူ့ကိုကောင်းစဉ်တက်ထားမှန်းမသိတဲ့ဆယ်နီနဲ့ရက်ွက်ထင်းမှာပတ်ဆဲတတ်သူ။အခုသူ့ခွေးကကလေးတယောက်ကိုကိုက်လိုက်တာ
တနာရကောင်းမှမသိတောင်းမှန်ရကောင်းမှမသိတလိษံပဲဘာသိမှလဲတဲ့သူပြောပုံကတကယ်ကတလိษံလိုပိုင်ရှင်ကပါအသိစိတ်မျိုးဖြစ်နေတာပါည7 နာရီအချိန်မှာစောမောင်တရမူးနေပြီဖြစ်ပါတယ်ရွာအရဲဆိုင်ကလည်းပိတ်ပြီးမို့အိမ်ပြန်လာရင်သူ့ရဲ့လမ်းထိပ်ရောက်ပြီဆိုတာနဲ့ပါဇက်ကအယုတ်တနတ်တာစတင်ဆဲပါတော့တယ်မီးစံနိုးပြီးအခါကျင်းဝင်တဲ့ပေးလျက်လျှက်စစ်မီးကလည်းည6 နာရီကနေစပြီး10 နာရီပိတ်တာမို့လို့ရွာလမ်းတစ်ချောင်းမှာမှောင်မဲလျက်ရှိနေပါတယ်စောမောင်ဆိုတာနင်းလားဘယ်သူလဲတေကျင်လို့လားငါ့ကိုခေါ်တာအေးတေရမှာငါမဟုတ်ဘူးနင်းဟဲ့နင်းတက်ဖက်ဖက်နဲ့အာကဲဟာစောမောင်ရှိအမောင်ထဲမှာရက်နေသူတယောက်လေတံခတ်မှမှာဖြစ်မေးလိုက်ရာစောမောင်မှာသူ့ကိုရန်ဆတယ်လို့စိတ်ရတွင်းတွေကဘူးကလန်တော့လိုက်ရာအမောင်အတွင်းမှလူမှာပျော်လဲပြောရှေ့သို့တိုးလာတာကြောင့်စောမောင်မှာသူ့ရှေ့မှလူကိုလက်ရမ်းရိုက်လိုက်ရာထိုလူကသူ့လက်ကိုဖမ်း၍ကိုက်လိုက်တာကြောင့်စောမောင်တရားလွတ်ခနဲ့អော်ရင်ရုံကန်ရာသွားဖြစ်မလွတ်တန်းကိုက်ထားတာကြောင့်နာကျင်လုံးရဲ့သူ့ဟာကိုက်ထားတဲ့ခေါင်းကိုတက်ချလက်တက်ဖက်ဖြစ်ထိုးကျိတ်ဆဲဆူနေပါတယ်ဒါပေမဲ့စောမောင်လက်ကိုကိုက်ထားသူမှာစောမောင်ထိုးကျိတ်မှုကိုဂယုမဆိုင်ဟန်ဖြစ်လက်ဖြံသားကိုအားကုန်ကိုက်ဆွဲလိုက်ရာစောမောင်လက်ဖြံသားပဲ့ထက်သွားတာကြောင့်နာကျင်စွာအော်ဟစ်လိုက်ပါတော့တယ်အာကိုစောမောင်ဘာဖြစ်နေရလဲဘယ်ခွေးသားလဲမသိဘူးငါလက်ကိုကိုက်ပြီးထွက်ပြေးသွားတယ်သိလို့ကတော့ကွာဟင်သွေးတွေနဲ့အသားပါပဲ့ပါသွားတာပဲလာစေးထက်ရအောင်စောမောင်မိမဖြစ်သူမှာယောက်ျားဖြစ်သူအော်တန်းကြောင့်စိတ်မချစွာလက်နှိပ်တံမီးဖြစ်လိုက်လာပြီးမိထိုးလက်ချိန်မှာစောမောင်ဘေးကမိမအရေးတစ်ခုလက်ကနေအမောင်အတွင်ပြေးဝင်သွားတာတွေ့လိုက်ရပါတယ်စောမောင်မှာဆဲတံပင်မပြပြင်းတော့ပဲနာကျင်မှုကြောင့်ကြီးတွားနေပါတော့တယ်ဆေးဆရာကိုတွားနှုတ်ပြီးစောမောင်တန်ရာကိုကုသရပါတယ်ဆရာဝန်ပြန်သွားချိန်စောမောင်တယောက်အိတ်ဆေးချိန်နဲ့အိပ်ပျော်သွားခဲ့ပါတယ်စောမောင်အိမ်မက်အတွင်းမှာတရေမကြီးတကောင်သူ့နောက်ကိုလမ်းနေတာကြောင့်လန့်တို့ကအသက်ကုန်အော်ဟစ်နေပါတော့တယ်နောက်ရက်ဆရာဝန်ခေါ်ပြပေမဲ့စောမောင်တန်ရာတက်တာမလားပဲပိုဆိုးလာပါတယ်အကိုက်ခံရတဲ့တန်ရာကပုတ်လာပြီးလောက်တွေတောင်ထွက်ကြလာပါတယ်ဆရာဝန်ကိုယ်တိုင်တောင်စောမောင်တန်ရာကိုနားမလည်နိုင်စွာလက်လျှော့လိုက်ပါတော့တယ်စနေဖြစ်သူမှာတိုင်ရင်ဆေးဆရာတွေကိုခေါ်ပြကြည့်ပေမဲ့အားလုံးစောမောင်တန်ရာကိုလက်လျှော့ကုန်ကြပါတယ်ညဆိုရင်အိမ်မက်ဆိုးမက်အစားအသောက်မစားနိုင်စတဲ့အချက်တွေကြောင့်စောမောင်တယောက်တပိန်ပိန်တလိန်လေးဖြစ်လာတယ်လို့လက်ကအပုပ်နှန်းကလည်းမခံမရနိုင်အောင်နန်းနာကြောင့်သူ့အနားကိုအိမ်သားတွေမကက်ကြတော့ပါဘူးလူစိုးလူမကြီးစောမောင်တယောက်အပုပ်ရည်တွေထွက်လောက်ကောင်နေကြရင်မဲတဝီဝီလက်ကတရာနဲ့အိယာဘောတယောက်တည်းသေမဲ့အချိန်ကိုစောင့်နေသူဘဝရောက်သွားခဲ့ပါတယ်လူတွေကတော့စောမောင်မိသားစုစိတ်မကောင်းတယ်လို့လှုပ်ကြပေမယ့်ကြွယ်ရမှာတော့ကြိတ်ပြီးတော့ဝမ်းသာနေကြပါတယ်စောမောင်ဒီလိုဖြစ်နေခြင်းအတော်အတွင်းစောမောင်ရဲ့ခွေဆိုကြီးဟာညဘက်အချိန်နာကျင်စွာအော်ဟစ်တန်ကြားရပြီးနောက်တစ်နေ့မနေ့ရောက်တော့ဦးအသေးတွေဖောက်စားခံထားရပြီးတည်နေပါတယ်လူတွေကတော့ခွေကြီးအဖြစ်ကိုကြည့်ပြီးတနာသူရှိတယ်လို့တခင်ဆိုရင်မကောင်းတဲ့တင်ပြမှုကြောင့်လူတကာကိုကိုက်နေတဲ့ခွေကြီးတည်တာကောင်းပါတယ်လို့ပြောနေကြပြန်ပါတယ်တနေ့စောမောင်အင်ကိုအသက်50အရွယ်လူတစ်ယောက်ရောက်လာပြီးတော့စောမောင်ကိုသူခဏကြည့်ပြရစီခွင့်တောင်းလာပါတယ်သူ့ကိုယ်သူမိတ်ဆက်တာကတော့သူဟာဒီရွာကကျောင်းနိုင်ဆရာတော်ရဲ့တရွာတဲ့သားငယ်တငယ်ချင်းတွေဖြစ်ကြောင်းသူ့အလောက်ကစိတ်ကူတာဖြစ်ကြောင်းအခုလာတဲ့ချိန်မှာလူနာသတင်းကြားရတာကြောင့်ဆရာတော်စကားအရာလာရောက်ကြည့်ရှုပါကြောင်းဆိုခဲ့ပါတယ်။ကျောင်းနိုင်ဆရာတော်ဟာဒီရွာသားမဟုတ်ပဲအညာဘက်ဇာတိကဖြစ်ပါတယ်။ဆေးဆရာနာမည်ကဦးအောင်ချင်းလို့သူ့နာမည်သူပြောပြလာပါတယ်။စောမောင်တရားကိုကြည့်ပြီးတော့ဦးအောင်ချင်းမယုံကြည်နိုင်ဟန်ဖြင့်အဖန်ဖန်ထက်လေးလာစစ်ဆေးရင်တရားဘယ်လိုရထားလဲဆိုတာမေးမြန်းပါတယ်။စောမောင်ကအိယာပေါ်အသက်ရဲ့သာရှူနေတာကြောင့်စောမောင်မိမကသူ့ယောက်ျားကိုမိမတယောက်ကြိုက်သွားကြောင်းပြန်ပြောပြနေပါတယ်။ဦးအောင်ချိန်မှာတော့စောမောင်နဲ့မြေသူရန်ညိုးရန်စားရှိတယ်လဲဆိုတာမေးမြန်းနေပါတယ်။စောမောင်မိမစိတ်အတွင်းဒီဆေးဆရာနဲ့မဆိုင်တာလျှောက်ပြောနေတယ်လို့တွေးနေပေမဲ့ဆရာတော်မျက်နှာကြောင့်စိတ်ရှိလက်ရှိပြောပြရှာပါတယ်။ဒီတော့မှစောမောင်လူချစ်လူခင်များမယ်ဦးအောင်ချိန်တီးလိုက်ရပါတယ်။တရွာလုံးနေပါစောမောင်နဲ့စကားများဖို့သူမရှိသလောက်ဖြစ်နေတာကြောင့်ပါ။ဦးအောင်ချိန်လည်းလက်တလောခုလအတွင်းဖြစ်ပွားခဲ့တဲ့ပြဿနာကိုမေးမြန်းလိုက်ပါတယ်။ဒီတော့မှလက်တော်မကြခင်ကမောင်မောင်ဆိုတဲ့ကောင်လေးကိုသူ့မွေးထားတဲ့ခွေးကြိုက်သွားကြောင်းခွေးကြိုက်သားတဲ့ခွေးမှလည်းဦးရီတဲတွေမရှိဘဲတိတ်ဆုံးနေကြောင်းသိလိုက်ရပါတော့တယ်။စောမောင်ကိုခဏတစ်ဖြုတ်စစ်ဆေးကြည့်ပြီး
အားပေးစကားပြောရင်ဦးအောင်ချင်းပြန်ဆင်းလာခဲ့ပါတယ်။စောမောင်တန်ရကိုဘယ်ဆေးစရာမှကုလို့မရတာကြောင့်ဘာလဲဆိုတဲ့အဖြစ်ကိုသူသိလိုက်ပြီးဖြစ်ပါတယ်။မကောင်းဆိုးဝါးကြိုက်တဲ့တန်ရကိုတာမယ်ဆရာတွေကုသလို့မရတာဆေးစရာအပြစ်မဟုတ်မဲသူ့လိုပယောဂဆရာတယောက်ကသိနေပါတယ်။မောင်မောင်အင်းကိုပြန်မေးပြီးဦးအောင်ချင်းထက်ရောက်လာခဲ့ပါတယ်။မောင်မောင်ရေခြံတကားပွင့်နေတာကြောင့်ခြံအတွင်းဝင်လိုက်ပြီးအိမ်ရောက်ကနေလှမ်းခေါ်လိုက်ချင်းခြေလက်တွေကိုပတ်တီးစီးထားတဲ့ကောင်လေးတယောက်ထွက်လာတာဦးအောင်ချင်းတွေ့လဲရပါတယ်။ဦးကြီးကမင်းအဖေမိတ်ဆွေပါဒီဟာရောက်တုံးရောက်ခိုင်မင်းအဖေနဲ့တွေ့အောင်လာခဲ့တာပါ။အဖေလဲထဲဝင်သွားပြီးဦးကြီးအိမ်မှာမရှိဘူးဗျ။အေးကွယ်ဘယ်တက်နိုင်ပါမလဲ။ဒါနဲ့ဦးကြီးကိုရေတစ်ခါလောက်တိုက်လို့ရမလား။တောက်လို့ရပါတယ်ဦးကြီးကျွန်တော်ခတ်ပေးပါမယ်။ရပါတယ်ဦးကြီးဘာသာတက်ပြီးတော့တောက်လိုက်မယ်။ရေဦးစင်သားပြပါ။ဦးအောင်ချိန်မှာသူတိလိုတော့ချက်များသိစေရင်အနှဲငယ်လိမ့်ညာပြီးမောင်မောင်ကိုမိတ်ဖွဲ့ရင်ရေတောက်ရင်အိမ်မော်တို့တက်ဖို့လုပ်နေပါတယ်။ဒုံကနေတန်တဲ့သူမတက်နဲ့အိမ်ပေါ်လုံးဝတက်မလာနဲ့မောင်အဲ့ဒီကောင်ကိုအိမ်ပေါ်လုံးဝတက်မလာစေနဲ့အလိမ့်ညာကောင်အဖွားနေမကောင်းလို့ဒေါသတကြီးဖြစ်နေတာအားနာလက်တာဦးကြီးရဲ့ရပါတယ်ကွယ်ဦးကြီးစိတ်မဆိုးပါဘူးဦးကြီးပြန်အောင်မယ်နော်ဦးအောင်ချိန်အိမ်မော်တက်ရင်အလုံးမှာအိမ်ကိုချစ်ဖနှောက်ဆောင်အတန်ကြီးကြားလိုက်ရပြီးတစ်ဆက်တည်းမှာပဲဒေါ်ပွင့်စိန်ဒေါသတကြီးဖြစ်ဦးအောင်ချိန်ကိုအိမ်မော်မတက်စေရင်ကျင်းဝါနေတော့တာကြောင့်မောင်မောင်ကဦးအောင်ချိန်ကိုတောင်းပန်နေခြင်းဖြစ်ပါတယ်ဦးအောင်ချိန်မှာသူတွေးတင်ထားတဲ့ကိစ္စများတေချာနေပြီမို့ရွာဦးကျောင်းသူခတ်တုတ်တုတ်သွားရင်ကျောင်းနယ်ဆရာတော်ကိုအကျိုးအကြောင်းတင်ရှောက်နေပါတော့တယ်ဦးအောင်ချိန်စကားကြောင့်ဆရာတော်မှာမျက်လုံးပြူသွားရင်အောင်ချိန်နေရကသေရောသေစားရဲ့လားကွသေစားပါတယ်ဖခင်အကြိုက်ခံရတဲ့ဒဏ်ရာကိုတပည့်တော်တေချာစစ်ဆေးပြီးတော့ပရလောကသားတယောက်ကြိုက်တဲ့ဒဏ်ရာဖြစ်နေပါတယ်။တကောင်အောင်ချိန်ကပရလောကသားပူးကတ်နေတယ်လို့ဒေါ်စင်ပုကိုထင်နေတာနော်။ဒါဆိုတအိမ်တန်းနေတဲ့ဟိုကလေးကြဘာလို့ဒုက္ခမပေးတာတော့။ဒါတော့ဖေတချို့နှစ်ချို့ပရလောကသားတွေဟာလူသားခန္ဓာကိုယ်ကိုအမိတွေရချိန်မှာလူသားလိုပဲနေချင်းကြတယ်လေ။နောက်ပြီးသူတို့ဟာမှလည်းတန်ရောစင်တွေ့တာတတ်ပါတယ်။အော်အဲ့ဒါကြောင့်သူ့မြေးမောင်မောင်ကိုကြိုက်တဲ့ခွေးနဲ့ခွေးပိုင်ရှင်ကိုဒုက္ခပေးတာကိုမှန်ပါတယ်ဖေဒီပရလောကသားကရေရှည်မှာအန္တရာယ်ရှိလာနိုင်တာမို့တပည့်တော်ရောက်တုံးရောက်ခိုက်ခုပြဿနာကိုကူညီပြရစီကောင်းပြီကွယ်ဒီကိစ္စကိုတကားကြီးစီဖုံကြီးအပ်ပါတယ်လိုအပ်တဲ့အကူအညီကိုပြောပါဒါနဲ့ပဲဒီပရလောကသားကိုဘယ်နေ့နှင်ဖို့တွေးထားတော့ကွအချိန်စမ်းနေလို့မဖြစ်တော့ပါဘူးဖေညနေပဲနှင်ဖို့တွေးထားပါတယ်ယနေ့ညမှာမိုးလေကင်းစင်လေးရဲ့ကြံရောင်မိတ်တုံများနဲ့အတူတချမ်းပဲလာရောင်အလင်းရောင်ကြောင့်မြင်ကွင်းတချို့ဝူတော်ပါတွေ့ရပါတယ်။ဦးအောင်ချိန်နဲ့ဆရာတော်ထည့်ပေးလိုက်တဲ့အဖော်ကာလာသားနှစ်ယောက်ဟာမောင်မောင်တို့အိမ်ပလန်မကန်းမှာပုံအောင်ပြီးညဦးပိုင်းကလေးကနေရာယူနေကြပါတယ်။ဦးအောင်ချိန်ကအတန်မထွက်ရင်မလှုပ်ရှားရင်မာကြားထားတာကြောင့်လူငယ်နှစ်ယောက်မှာဖြုတ်ချင်များအုံလိုက်ကျင်းလိုက်ကတ်ခဲမှုကိုလက်နဲ့ပေါ်ချပြီးကြိတ်မိတ်ပြီးတီးကန်နေရပါတယ်။ခဏအကြာခြံဝမှာလူရိတ်တစ်ခုချန်ပီယံထွက်လာတာကြောင့်ဦးအောင်ချိန်ကအတန်မထွက်ရန်လေးတန်းဖြင့်တရီပေးစကားဆိုလိုက်ပါတယ်။စပင်ဖားလျားချထားတဲ့မိန်းမတယောက်ခြံထဲသို့ဝင်သွားပြီးခဏကြာမှခွေးဥတန်တွေဟောင်တန်တွေဆက်တိုက်ထွက်ပေါ်လာခဲ့ပါတယ်။ဟေးငါမှာထားတဲ့အတိုင်းတခုမှမလွဲစေနဲ့နော်။စိတ်ကြပါဆရာကြီးမလွဲစေရပါဘူးဗျ။ကျောင်းနဲ့ဆရာကြုံလာရင်ကြောက်မသွားဖို့အရေးကြီးတယ်နော်။အဲ့တော့ငါစဆိုတာနဲ့လက်မလေးကြစီနဲ့ရွာသားနှစ်ယောက်မှာတက်တိကောင်းသူများဖြစ်တော်လေသူတို့ရင်ဆိုင်ရမဲ့သူမှာလူမဟုတ်ပဲပရလောကသားဖြစ်နေတာကြောင့်ရဲစေးတွေနဲ့အနေနဲ့အနှဲငယ်တောက်စားထားကြပါတယ်။မကြမီရွာဘက်စီမှာလူရိတ်တစ်ခုကအိမ်ရှိရာဦးတီလာနေရဦးအောင်ချိန်ကလူငယ်နှစ်ယောက်ကိုတီတိုးသတိပေးလိုက်ပါတယ်။ယာဟေးလွတ်ဆန်းသိချင်လို့လားငါ့ကိုလွတ်ပြောနေတယ်နော်မကြောက်ကြနဲ့ဘာမှမကြောက်ကြနဲ့ကျိုးကိုသာမြဲမြဲကြိုက်ထားကြဦးအောင်ချိန်သတိပေးနေချိန်လူငယ်နှစ်ယောက်မှာမန်းချီကျိုးစားတယောက်တစ်ဖက်ကင်၍ဒေါ်ပွင့်စိန်ခါးလေကိုဆွဲလိုက်ကြရန်ဒေါ်ပွင့်စိန်တယောက်မန်းချီကျိုးနဲ့ထိမိချင်းမြေကြီးပေါ်လဲကျသွားပါတော့တယ်ဒေါ်ပွင့်စိန်မှာခြေလက်လှူရှားကရှုံးကန်ရင်လဲလေချောင်းတန်ကြီးဖြစ်ကျုံးအားနေတာကြောင့်ဦးအောင်ချိန်ကမြေပြင်ပေါ်ကျိုးစားပက်ကဒေါ်ပွင့်စိန်မထရအောင်ကျိုးစားဖိထားသောလူငယ်နှစ်ယောက်ကိုအော်ဟစ်သတိပေးရောက်ရှိလာခဲ့ပါတယ်မကောင်းဆိုပါနေဒီခန္ဓာကိုယ်ကဖယ်ဆန်းလူတွေနေ့ကြောင့်ဒုက္ခရောက်နေကြပြီ
ငါလူတွေကိုဒုက္ခမပေးဘူးငါအမြေးကိုဒုက္ခပေးတဲ့လူတွေကိုပဲငါလက်တုံပြန်တာငါမမဘူးဒီခန္ဓာကိုယ်ကနင့်အပိုင်မဟုတ်ဘူးခလေးကလည်းနင့်မြေမဟုတ်ဘူးဒီခန္ဓာပိုင်ရှင်မရှိလို့ငါဝင်ယူထားတာခလေးကိုလည်းငါချစ်တယ်ငါမြေပဲနေတို့ပရလောကသားတွေလူသားတွေကြားနေလို့မရတာနေမသိဘူးလားဒီတော့နင့်နေရာမှန်ကိုပြန်ပို့ရတာပေါ့ဦးအောင်ချင်းစကားကိုတော်ပွင့်စိန်ကလဲချောင်းအတန်ခတ်မှမှဖြင့်ပြန်ဖြေနေခြင်းဖြစ်ပါတယ်တော်ပွင့်စိန်တေဆုံးပြီးသူ့ရဲ့ခန္ဓာကိုယ်ကိုဝင်ယူထားတဲ့ပရလောကသားမှာမောင်မောက်ကိုချစ်ပုံရပြီးမောင်မောက်အားဒုက္ခပေးသူကိုသာပြန်ပြီးတော့လက်တုပ်ပြန်မှန်းဦးအောင်ချင်းသိလိုက်ရပါတယ်ဒါပေမဲ့လူသားကြားမှာပရလောကသားထားလို့မရတာမို့သူ့တော်ဝင်သူလုပ်ရင်ဦးအောင်ချင်းသူ့လက်ထဲမှာဓာတ်ကိုတဲ့အိမ်မှာဆွဲချွတ်လိုက်ရတော်ပွင့်စိန်မှာဓာတ်ကိုကြည့်ပြီးကနာမငြိမ်ဖြစ်ကကြောက်လန့်တကြားဖြစ်သွားပါတော့တယ်။ဓာတ်မှာရိုးရိုးတားမဟုတ်ပဲရွာထိတ်နှက်ကွန်းတွင်နှက်ဆက်ထားတဲ့ဓာတ်ဖြစ်ပါတယ်။ဓာတ်ကိုမြင်ချိန်မှာတော်ပွင့်စိန်တယောက်အတန်တုံတုံရီရီဖြစ်သွားပါတယ်။ဆရာကြီးရဲ့ကျမလူတွေကိုဒုက္ခမပေးပါဘူး။ဒီတိုင်းနေသွားပြရစီပါ။လူသားတွေကြားပရလောကသားနေလို့မရတာနေလဲအသိပဲလေ။ခုနင်ကဒီစည်းကမ်းကိုချိုးဖောက်ထားတယ်။နေတောင်းဆိုတာဘလို့မှငါလက်ရောမပေးနိုင်ဘူး။တော်ပွင့်စိန်တယောက်အချိန်ချင်းဖန်ဖန်ဥအောင်ချင်းကိုတောင်းပန်နေပေမဲ့ဥအောင်ချင်းကကောင်းရန်ညင်းဆန်နေပါတယ်။ဒီလိုဆိုရင်ကျမမြေးကိုနောက်ဆုံးအနေနဲ့နှုတ်ဆက်ခွင့်ပေးပါဆရာကြီး။သဘောကျရာကလုပ်ပါ။ဒါလေးတော့ခွင့်ပြုပေးပါဆရာကြီးရဲ့။တော်ပွင့်စိန်စကားကြောင့်ဥအောင်ချင်းအနှင်းငယ်တည်ငြိမ်သွားခဲ့ပါတယ်။ပရလောကသားတွေဟာသူတို့အမိကိုရထားတဲ့ခန္ဓာကိုယ်ကမထွက်ရဘူး။မူယာမာယာသုံးတာခဏခဏကြုံမှုနေကြမလို့ဥအောင်ချင်းသိနေပါပြီ။ဒါပေမဲ့တော်ပွင့်စိန်ပုံစံကစိတ်လျှော့ထားဟန်ရှိတာမို့လက်ခံရန်ဆုံးဖြတ်လိုက်ပါတော့တယ်။အဲ့ဒါဆိုသွားတိထွက်ပြေးသွားမယ်တော့မကြမ်းနဲ့နော်။နေငါလက်ကမလို့ဘူး။ကျိုးဖြေပေးလိုက်တော့ဟဲ့။ဥအောင်ချိန်မှာတော်ပွင့်စိန်ကိုချင်းချောက်တတိပေးရင်ကာလာသားနှစ်ယောက်ကိုကျိုးဖြုတ်ခံလိုက်ပါတော့တယ်။တော်ပွင့်စိန်အိမ်ပေါ်တက်သွားချိန်အိမ်ရောက်မှ၃ယောက်သားအချိန်တွေကိုစောင့်ကြည့်နေကြပါတယ်။ပရင်းပေါက်ကတဆင့်ဝင်နေတဲ့လာရောင်အလင်းကမောင်မောင်အိပ်ရပေါ်ကျနေပါတယ်။မောင်မောင်တယောက်အပူပေကင်းတဲ့မျက်နှာနဲ့အိမ်မောကြလျက်ရှိနေပါတယ်။တော်ပွင့်စိန်ဟာမောင်မောင်အိပ်ရပြီးတူးထောက်ထိုင်ပြီးမောင်မောင်ပါးလေးကိုသူ့လက်နဲ့ကပ်ဖွားဖွားပုတ်ကစပင်းလေးကိုတက်တင်ပေးနေရင်မျက်ရည်တွေကျဆင်းလာပါတယ်။ဟင်အဖွားရောက်နေတယ်အိမ်မပြောဘူးလားအဖွားမြေးလေးကိုအဖွားပြောစရာရှိလို့လာတာပါ။မောင်မောင်မှာဇက်ခနဲ့လန်တိုးလာချိန်သူ့အဖွားကိုတွေ့လိုက်ရတာမို့အံ့ဩသွားပြီးမေးလိုက်ရတော်ပွင့်စိန်တရားမောင်မောင်နိုးတာမို့သူပြောလို့ရပြောရင်ဆုံးဖြတ်လိုက်ဟန်ဖြင့်စကားဆလာပါတယ်။ဖွားကဘယ်သွားမလို့ခုချိန်ကြီးလာပြောနေရတာလဲ။စိတ်ကူးရတော့လာပြောတာပါကွယ်။အဖွားပြောတာတေချာနားထောင်တော့မြေးလေး။ဟုတ်ကဲ့ပါဖွား။ပညာတွေစ조사သင်ပြီးပညာတတ်ကြီးဖြစ်အောင်လုပ်နော်။မိဘတွေကိုလည်းတက်လှည့်ပြန်လို့ကြွေးပြီးတော့ကျေးဇူးဆက်တဲ့သားလိမ္မာလေးဖြစ်အောင်လုပ်ပါနော်။ဘာသာတရားကိုမမေ့ပါနဲ့။လူဘဝရတော့ခဏမှာကောင်းမှုကုသိုလ်တွေလုပ်ပါ။ကောင်းမှုကုသိုလ်မရှိရင်တေလို့ငရဲမရောက်ခင်ဆက်ကြအတူတကယ်ပုံသားဘဝနဲ့နှစ်ပေါင်းများစွာဒုက္ခဆင်းရဲခံရပြီးနေရတတ်တယ်။ကုသိုလ်ကောင်းမှုကိုတာရုမခေါ်နိုင်တဲ့ဘဝမျိုးပေါ်အဖွားမာတာတွေမမေ့ပါနဲ့မြေးလေးရေ။စိတ်ချပါအဖွားရဲ့။သားပညာတတ်ကြီးဖြစ်လာတဲ့တနေ့အဖွားကိုလှုပ်ကြွေးမှာပါ။အဖွားသာအဲ့ဒီအချိန်ထိအသက်ရှည်နေနော်။အော်မြေးလေးရေ။အိတ်တော့နော်အိတ်တော့မောင်မောင်နားလည်မီနားမလဲလားတော့မသိသူပြောလို့ရစကားမျိုးကိုမောင်မောင်ကိုပြောနေမိပါတယ်မောင်မောင်ပြန်ပြောလာတဲ့စကားရချိန်မှာတော့တော်ပွင့်စိန်မျက်ဝန်းမှာမျက်ရည်တွေတာကျိုးရည်လာအတားစိမ့်မဲစွာကျဆင်းလာပါတယ်မောင်မောင်ကိုအိတ်ဆက်ရန်စူးစမ်းပြီးအနိုင်နိုင်ပြောရင်အိမ်ရောက်ကိုပြန်ဆင်းလာခဲ့ပါတယ်အိမ်ကိုနောက်ဆုံးနှုတ်ဆက်ရကြည့်နေတော်ပွင့်စိန်တဝါကြီးကြည့်လိုက်ရင်ချမ်းပြင်းထွက်ချိန်သူ့နောက်မှာဥအောင်ချင်းတို့ကထက်ချက်မကွာလိုက်လာခဲ့ပါတော့တယ်။အိမ်နဲ့ခက်ဝေးဝေးရောက်ချိန်မှာတော့တော်ပွင့်စိန်ရက်လိုက်ပါတယ်။ဆရာကြီးတကယ်လို့မောင်မောင်မနဲ့နိုးလာလို့သူ့ဖွားကိုမင်းရိုးရိုးတည်သွားတယ်လို့ပြောပေးပါ။ဒီနေ့ညအကြောင်းအရာတွေကိုလျှို့ဝှက်ပေးဖို့ကျမတောင်းပန်ချင်ပါတယ်။ကောင်းပါပြီ။ဒီနေ့ရောက်ကိုလည်းမပြောဖို့ကျုပ်ကဂရီပေးခိုင်းလိုက်ပါမယ်စိတ်ချပါ။ကျမကျင်တတ်ပါပြီဆရာကြီး။ဆရာကြီးလုံးစရာရှိတာလုပ်ပါတော့။တော်ပွင့်စိန်စကားဆုံးမှာဥအောင်စိန်တယောက်ဓာတ်ကိုပင်ရင်တော်ပွင့်စိန်နှလုံးနေရာသို့ထိုးဆိုင်လိုက်ပါတယ်။တော်ပွင့်စိန်တယောက်ညီးတွားတန်တိုးတိုးထွက်လာပြီးလဲကျသွားပါတော့တယ်။တော်ပွင့်စိန်လဲမကြမီမရှိမနှောင်းပါပဲ။တော်ပွင့်စိန်ရုံအလောင်းဟာချက်ချင်းပိန်ရှုံးကြပြီး
အပုံနဲ့များထွက်လာပါတော့တယ်။ဦးအောင်ကျိတ်မှာဆရာတော်ကိုအခေါ်ခိုင်းပြီးအကျိုးတောင်းရှင်းပြကအလောင်းကိုညာရင်းချင်းတက်ကြိုရန်စီစဉ်ကြပါတော့တယ်။သူနဲ့အတူကူညီပေးတဲ့လူနှစ်ယောက်ကိုတော်ကွင်းစိန်အကြောင်းမြည်သူကိုမှမပြောရင်ဆရာတော်ရှိမှဂရီပြုခိုင်းပါတယ်။မနဲ့မိုးတောက်အလင်းရောက်ချိန်မှာတော့ဦးအောင်ကျိတ်မှာတညာလုံးအိပ်ပြက်ပေမဲ့မအိပ်နိုင်သေးပဲမောင်မောင်တို့အိမ်ရှိရောက်နေပါတယ်။မနဲ့မိုးလင်းချိန်အဖွားကိုမတွေ့လို့ရှာဖွေနေပေမဲ့မောင်မောင်ကိုရှင်းပြမဲ့စကားလုံးကိုရွေးချယ်ကစောရွှေပြန်လျက်ရှိနေပါတော့တယ်။ပရိသတ်များရှင်ဒီကနေ့ရဲ့ဇလန်းတင်ဆက်မှုလေးကတော့ဒီနေရာမှာပြီးဆုံးပါပြီ။နောက်ရက်များမှာလည်းကျမတို့ရဲ့ channel ကနေဒီလိုဇလန်းကောင်းများပရလောကဇလန်းကောင်းများဂမ်ဘီယာဆန်ဆန်ဇလန်းကောင်းလေးတွေကိုထပ်မံပြီးတော့ရွေးချယ်တင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက်ပရိသတ်များကဆက်လက်ဆောင်မျှော်ကြည့်ရှုအားပေးကြပါအောင်လို့တောင်းဆိုလိုက်ပါရစေရှင်။ဒီကနေ့မှာနားဆင်အားပေးခဲ့ကြတဲ့ပရိသတ်တဦးချင်းစီတိုင်းကိုအထူးပင်ကျေးဇူးတင်ပါတယ်ရှင်။